မင်္ဂလာဆိုတာအခါရက်လသတ်မှတ်ကြမြဲမှုအခါတော်မှနာယီစသာအချိန်များကိုမမတွက်ချက်မင်္ဂလာအခါရက်ဖြင့်သတ်မှတ်ချက်ပြုရပါသည်ခင်ဗျာမင်္ဂလာပါပံလူနာတိစိန်တတိတိမင်္ဂလာတဲ့မကောက်မှုမှန်သမျှတို့ရိပ်ဖြတ်တတ်သောကြောင့်မင်္ဂလာလို့ခေါ်ပါတယ်အဲ့ဒီမင်္ဂလာကနှမျိုးလောကီမင်္ဂလာလောကုတ္တရာမင်္ဂလာတဲ့ယခုပြောရမယ်စကားရက်ကလောကီမင်္ဂလာဖြစ်တော့အန္တရာယ်ခတ်သိမ်းကင်းငြိမ်စေခြင်းဟာတတို့သမီးတတို့သားတို့အားညာတနာပါသဖြင့်ဘဂဝါဖယားကပြင့်လိုက်ကြအောင်စို့မြတ်ဖယားဒီပင်ကရာထံမှာမနတိရွှင်စွာအမှန်အလျာမောက်ပြီးတရားဆောက်ခါဗျာဒိတ်ခံ၍မှုမဟာစိတ်တော်တန်တန်နှင့်တပါးဒီမကြွလိုပါသောကြောင့်တရားနိပြကဝေနေရစ္ဆတို့အားမသွေစနစ်တကြနိဗ္ဗာန်ခေါ်ဆောင်လိုပါသဖြင့်ကြွလာတော်မူသောဖယားရှင်ကိုတော်မြတ်အားတတို့သားတတို့သမီးတို့ကယိုသေးစွာဂါရဝဖြင့်ဥချလို့ကြော့လိုက်ကြပါစို့ဘုရားရှင်ကိုရောမြတ်ကြီးဤဂုံတော်အနန္တကိုကြံစကလက်စုံမိုးရရှိခိုးကြော့ပြီးပြန်ပါတော့ဘုရားရှင်ကိုရောမြတ်ကြွလာသည့်အချိန်ကစ၍အဝန်းအပပါလာကြတဲ့များစွာသောဒေဝတာတို့တော့သေချာတခန်းတနာဖြင့်ဖိတ်ခေါ်ခြင်းမပြုတော့ပါဘူးခင်ဗျာဒါကြောင့်နတ်အများတဲ့မှတ်သားစရာငါအနန္တတွင်ဖယားအရဟံတတကုံတဲ့ပြပြီသောတကူစာအနန္တဖြစ်တဲ့ယခုရှိနေတဲ့အမိအဖအနန္တဂုံအနုညာတခွင့်ပြုကြတဲ့မိဘနှစ်ပါးတို့အားတန်တာရဝတ်ကြည်အောင်ညှို့ခွေကဥနှိမ်ပြော့၍ရှိခိုးကြော့ကြပါစို့မာတာပိတာမိဘတို့မှာကွယ်ဘဝကြည်ကြသံတရားဝဲရည်ကြီးကလေးလောဒီဥဇာကရဲ့ကျိုးချစ်ပူဇာချင်းချင်းက၍မပြတ်မရဲ့မိဘနှစ်ပါးတို့ရဲ့ကြီးမာပါလူွယ်အသာဆွေလူကိုကျွေးလေကြတယ်မိဘနှစ်ပါးတို့ရဲ့ကြီးမာပါလူွယ်အသာဆွေလူကိုကျွေးလေကြတယ်ကျေးဇူးတော်အနန္တတွေ့ရှုမျောကြံစားရရဲ့တန်တရားဝတ်ကြည်အောင်ကွယ်ညှို့ခွေပါလို့နေငါလက်ဆုံးမရှခိုးလိုက်ပါတဲ့မိဘနှစ်ပါးတို့ရဲ့ကြီးမားပါလူွယ်အသာစိတ်လူ
စုံလင်ပါ၍ဘိသိက်ဆရာကြီးအဘိဓမ္မာတောင်းကြွပါခမညာယခုအခါတွင်အခါတော်စနာယီတော်ရပါသဖြင့်ဖယားရှင်ကိုတော်မြတ်နှင့်တကွအမိအဖနှစ်ပါးအနန္တ၅ပါးတို့ယူသည်မြတ်နိုးလက်စုံမိုး၍ရှိခိုးကြော့ပြီးပါပြီခမညာပြီးတဲ့အခါမာတာပိတုဟိအနုညာတော်ပြဟောသောပပ္ပါလိလာရှိသည်နှင့်အညီအမိအဖနှစ်ပါးခွင့်ပြုချက်အရာလက်ထပ်နီး၄မျိုးတို့တွင်ပန်းကိုင်းခြင်းရှက်၍လက်ထပ်ခြင်းဟုဆိုအပ်သောပုပ္ဖဝါဟနိကလက်ထပ်နီးလက်ချင်းထပ်ခြင်းဟုဆိုအပ်သောဟထဝါဟနိကလက်ထပ်နီးရေခွက်တင်လက်စုံချ၍လက်ထပ်ခြင်းဟုဆိုအပ်သောဥဒကပိန္ဒာဟလလက်ထပ်နီးထမင်းကိုဆုပ်တပိုင်းစီကျွေး၍လက်ထပ်ခြင်းဟုဆိုအပ်တဲ့တံပုလဗတ္တလက်ထပ်ခြင်းဤ၄ပါးတို့တွင်လက်ထပ်ရန်စအချိန်ကြရသည့်နာယီအခါတော်မိပါသဖြင့်နယီတော်စလက်ထပ်ရန်အချိန်ကြပါဗလားခမညာအောင်လေရတို့ဝေခိုင်ဝေသင်္ခါအိုးမိတ်သိပြာနာမေရှင်မြူပါဝေအာလေရတို့ဝေခိုင်ဝေသေခါဘိသိပြာအိုးနဝမြေထိုးပြရဝေသာရိသာနာမေရှင်မြူပါဝေအခါတော်နာယေရွှေသာသာနာယောနေပေါင်းကြီးခုပြီးချေဘိသေကတရားကသွန်းလောင်းခြင်းအ내ကဟောပါတယ်ခင်ဗျာဘယ်လိုသွန်းလောင်းခြင်းအ내ကိုဟောပါတယ်လဲဆိုရင်ဖြင့်ငွေခရုနဲ့ရေထိပြီးခါမင်္ဂလာတပြေပန်းဖြင့်အောင်ပါစေသာအောင်စေသာလို့သွန်းလောင်းရပါရော့တယ်ဗျအဲ့ဒီလိုသွန်းလောင်းတဲ့ခါမှအမိအဖနှစ်ပါးနဲ့တကွပရိသတ်များကကတော့ရတဲ့အကျိုးမျှော်ကိုတောင့်တဆုတော်ရစေခြင်းဟာဟောဒီလိုဆုပေးကြပါရော့တယ်ဗျာလက်ထပ်ပွဲတွင်နှွဲစဉ်လူမောင်မဲမြစ်တာဆောင်ငန်းတွင်ပျော်ပျော်ရွှင်ချစ်လင်ချင်မရချစ်အားသစဉ်ဘဝခရီးလမ်းတစ်လျှောက်တွင်မညီရမ်းမင်းမညီရမ်းမင်းပြုံးပျော်သွားခင်မင်းရောမြည်ကြအောင်ပေါင်းရပါစေသာဆုံးမြတ်စေလက်ထပ်ပွဲတွင်နှွဲစဉ်မောင်မဲမြစ်တာဆောင်ငန်းတွင်ပျော်ပျော်ရွှင်ချစ်လင်ချင်မရချစ်အားသစဉ်ဘဝခရီးလမ်းတစ်လျှောက်တွင်မညီရမ်းမင်းမညီရမ်းမင်းပြုံးပျော်သွားခင်မင်းရောမြည်ကြအောင်ပေါင်းရပါစေသာဆုံးမြတ်စေနေရတုခပါမင်္ဂလာတိတ်တန်တန်ဟွန်တီသာဆိုရှိခဲ့သည်